တာရောသမီးရောနော်အမားလေအိမ်ထောင်ကြီးအရာအရေးကြီးတဲ့တော့ချက်၃ချက်ကိုအမားပေးလိုက်မယ်အဲ့ဒီထဲကအချက်လေးအတိုင်းပဲတားတို့သမီးတို့ကလိုက်လာတယ်ဆိုရင်တာရတဲ့အိမ်ထောင်တစ်ခုတေချာပေါက်ရပြီနော်ဟုတ်တာအမားပြောမယ်နံပါတ်1အနေနဲ့လေငါဆိုတဲ့အရာကိုတာဖြောက်ရမယ်နော်ဟုတ်ပါငါရှာရတယ်ငါလှုပ်ရတယ်ငါပင်ပန်းတယ်ငါဆိုတဲ့နေရာမှာတက်ကိုသမီးရောမှတ်ထားနော်ကိုအတ္တတွေရှော့ရမယ်ငါတို့ဆိုတဲ့အတုံးလုံးကိုသုံးရမယ်ငါတို့နှစ်ယောက်ရဲ့ဘဝရှိရေးငါတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးဘယ်လိုသွားမယ်လဲဆိုတဲ့အားကိုတွေးယူရမယ်ငါဆိုတဲ့အတ္တကြီးကိုဖျောက်ရမှာနှစ်ယောက်စလုံးနော်ဒါတော့သမီးရောနှစ်ယောက်စလုံးဖျောက်ရမယ်ဟုတ်တားရင်နံပါတ်1အနေနဲ့ကမပြောမယ်နော်နားထောင်ခြင်းပေါ့နားထောင်ပေးရမယ်ပေါ့နော်ဟုတ်ပါဒါပြောချင်တာတွေကြီးပဲကိုတွတ်မပြောနဲ့သမီးလည်းမှတ်ထားနော်သမီးပြောချင်တာကြီးပဲစိတ်တိုင်းမကြဒေါသထားသမီးပြောချင်တာကြီးပဲမပြောနဲ့ကိုယ့်ရဲ့အိမ်တော်ဦးစီးနော်ရိုးတေလေးစားစွာနဲ့သူပြောတဲ့စကားကိုလည်းသမီးကနားထောင်ပေးရမယ်နော်အပြန်အလှန်တားကလည်းမိမမိုးလို့နားသူ့စကားနားထောင်ကြမလို့လို့လည်းမတွေးရဘူးနော်သူ့လည်းသူပြောတာလည်းတားနားထောင်ပေးရမယ်နော်သမီးကလည်းကိုယ်အိမ်သားပြောတာကိုနားထောင်ပေးရမယ်နော်ဒါကလည်းတကယ်အရေးကြီးရနော်ဒါနော်ဟုတ်ကဲ့ပါဟုတ်နံပါတ်3အချက်ကအရန်အရေးကြီးတယ်နော်ကျေးဇူးတင်ခြင်းနဲ့အဲ့စိတ်ကအပြစ်မှာပဲမဟုတ်ကိုလင်မယားမှာလည်းထားရမယ်နော်ဒါကလည်းဒီနေ့သမီးချက်ကျွေးတဲ့ဟင်းကိုစားကောင်းလိုက်တယ်ဆိုရင်ဟင်းကောင်းကောင်းမကောင်းကောင်းกว่าသူစေတနာပါလို့ချက်ထားတဲ့ချက်မောင်ဟင်းပဲဖြစ်ဖြစ်ဟလာငပိကြော်လေးပဲဖြစ်ဖြစ်မိမရဲ့တအားမိန်နဲ့နင်းလက်ရလေးကောင်းတယ်ဒါချီကျူးဘူးလားချီကျူးပေးရမယ်နော်အေးသမီးအနေနဲ့ရောတားကရှာဖွေလို့ရလာတယ်မြတ်ပတ်စံသမီးအပ်တဲ့ခါမှာဦးငိမ့်ကျေးဇူးတင်တယ်လို့ပြောဘူးလားတရားရှိပြောရမယ်နော်ဦးငိမ့်အရန်တော်တယ်နော်တကယ်ကိုကျေးဇူးတင်ပါတယ်ညီမတို့တားမိလေးတွေပေါ်မှာအခုလိုလေးနော်ရှာဖွေကြွေးရတာတားပင်မသွားပြီကျေးဇူးတင်တယ်အဲ့စကားကိုပြောကြည့်စမ်းသမီးပြောရမယ်နော်အေးဟိုဒါကသမီးဇာကားလေးထဲမှာဆိုလို့ရှိရင်လည်းကြည်လိုက်သူများနိုင်ငံကိုရီးယားတွေသမီးအဲ့ကြည့်တယ်လေကိုရီးယားဇာကားအရင်ကျေးဇူးတင်ကြရလေဗာလေးဝယ်ပေးရင်တော့ကောင်းကောင်းစားပါမယ်ရှင်ဒါလေးတွေကတကယ်ကိုဒီမှာလည်းယူတင်တယ်လေနော်ဒါအေးကိုမိမဘာပဲလုပ်ပေးကျေးဇူးတင်ပါတယ်အပြန်အလှန်ကျေးဇူးတင်ကြည့်စားဒါတို့အခုလောက်မကဘူးပိုနှွေးထွေးပြီးတော့လေတောင်းတနဲ့ပို့ပြီးတော့လေတမိုးတိုင်းပို့ပြီးတော့လေချစ်လာမှာဒီ3ချက်ကလေးလိုက်နာဖို့အတွက်ကခက်တလားဒါမခက်ဘူးမအေးဒီ3ချက်ကလေးပဲလိုက်နာမပြောရဲတယ်ဒါနဲ့သမီးနဲ့အိမ်ထောင်တွေမဟုတ်ဘူးအိမ်ထောင်တော်တော်များများအားလုံးကตาရစီကตาရသွားလိမ့်မယ်နော်